အားလုံးကိုပြောချင်တာလေးရှိရပေါ့နော်အရန်နာမည်ကြီးရဲ့ Fly Box လေးပေါ့နော်ဝယ်ကြည့်ရလေဒီတက်တက်လေးကိုလေဟုတ်လား3800တောင်ပေးရတယ်ဒါကိုလေတက်တက်လေးကို3800တောင်ပေးရတယ်နော်တကယ်လို့ဝယ်ချင်လို့ရှိရင်တော့လေဒီကလေဒီတိုင်းဟိုဖြစ်လိုက်တော့ဝယ်ရပေါ့နော်တခါလေအားကြောင့်ပေါ့နော်ဒီ Ocean Baby လေးကဖောက်တော့ဖောက်ပြီးသွားတယ်ပေါ့နော်ဘူးလေးနဲ့ပေါ့နော်ဖောက်တော့ဖောက်ပြီးသွားပါပြီပြောချင်တာတော့ Fly Box တွေများများမဝယ်နဲ့လို့ပြောချင်တယ်ဘာလို့လဲဆိုတော့ပေါ့နော် Fly Box တွေများများဝယ်လို့ရှိရင်ပတ်စံလည်းကုန်တယ်ကိုတကယ်လို့ဝယ်ချင်လို့ရှိရင်မေခမှာရောင်းနေဖက်နဲ့လှလှလေးပစ္စည်းလှလှလေးဝယ်ဖို့စဉ်းစားကြဘူးလားမေခဆိုရင်အရန်တန်တာနော်ကျမလေးတစ်ခါဝယ်ရလေတလားခြေအိတ်ကလေးရောအရန်ကိုစုံတာပဲပြီးလို့ရှိရင်လေပြောမယ်နော်မေခမှာလေဒီတိုင်းကြိုက်တဲ့အခု popular ဖြစ်နေတဲ့ဖလက်လေးလည်းရှိရနော်အားကြောင့်အားလုံးသွားဝယ်ကြပါပြီးလို့ရှိရင်လည်းလူကြီးကြိုက်တယ်လည်းအများကြီးရှိတယ်ကလေးရောင်မှကြိုက်စီရနော်တစ်ထက်မြောက်ဆိုရင်ဖုန်းအဆန်ဆန်တွေမှာချိတ်တဲ့ကီချိလေးရအစချစ်ဖို့ကောင်းပါတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းသုံးထက်မြောက်ဆိုရင်ကလေးတွေ side ကရိယာတွေခဲရထိတ်တဲ့ဟာလေးပြီးတော့ blind box လည်းရှိရဒီဟာထက်2000တောင်ရောက်တယ်ဒီဟာဆိုရင်3800ပေါ့ဒါပေမဲ့ဟိုမှာက3600ပဲရှိပါတယ်ဒါနဲ့ဆိုင်တော့နည်းနည်းလေးရော့တယ်ပေါ့နော်အယုတ်ချင်းကတူပေမဲ့ရော့ပါတယ်အဲ့တော့အဲ့ဒါအပူကောင်းတယ်လို့ပြောချင်တယ်မေကဆိုင်မှာပဲသွားဝယ်ပါကျမကတော့မေကမရှိဘူးလို့ပဲထင်နေရပါတော့အဲ့ဒါကြောင့်ဒီ shopping ဆိုင်မှာသွားဝယ်ပြီးလိုက်ရပါရှင်မေကကိုအရန်ကြိုက်ပါပါမယ်နော်အားလုံးပဲဝယ်ကြပါစံပြစီးနားမှာပေါ့နော်စံပြ3လမ်းထိပ်ပေါ့နော်အဲ့နားမှာရှိပါတယ်အရန်လဲစုံတယ်လို့ဈေးရလည်းလုံးဝချို့တာနေရမဟုတ်လို့လေအားလုံးပဲဝယ်ကြပါနော်ဒါတခြားဆိုင်ရဝယ်ရမလို့ဈေးကြီးရမတရားကြီးနော်ဒါတော့မှတေးလေးတစ်လောက်လောက်နေနော်အကြီးဆိုရင်တော့ပါလေပတ်စံသိမ့်နေချင်ပါလားသိမ့်နေချင်ကုန်ပါပေါ့နော်အဲ့တော့ဝယ်ချင်လို့ရှိရင်လည်းအဲ့လိုပေါ့နော်ဒီလိုမျိုး Fly Box တွေလုံးဝမဝယ်ပါနဲ့ဘာလို့လဲဆိုတော့မိခမှာရောင်းတဲ့အယုတ်အကြီးကြီးရှိအယုတ်အကြီးကြီးကိုမှလေဒီဟာထက်တော့ဈေးရလीဆိုင်တော့မှလေနဲသေးတယ်နော်ဘယ်လောက်လဲဆိုရင်3000ပေါ့နော်2000လောက်ပဲရှိတယ်နော်အဲ့လောက်ပဲရှိတယ်ဒီအယုတ်လိုက်ဆိုင်တော့အကြီးဖိုက်လို့ရတယ်နော်အဲ့တော့အားလုံးပဲမိခဆိုင်ကိုစိတ်ချပါလို့ပြောချင်ပါနော်မိခဆိုင်မှာဆိုရင်အရန်ကြိုက်တဲ့ popular ဖက်နက်တွေရောထီးတွေရောအစုံပဲနော်မိခကိုနွေရာသီပေါ့နော်နွေရာသီကြောင်းပိတ်ရက်ပြီးတော့ကြောင်းတက်ခံနေကြလို့ရှိရင်လွယ်အိတ်တွေဖားအဆက်အကုန်ပစ္စည်းရမှာအစုံရှိတယ်အဲ့တော့ကိုပစ္စည်းတော့ဝယ်ချင်တဲ့ဈေးကအရန်ကိုချိုးတာနော်အကြည့်ပြောပြအောင်လေကအရန်လေရထက်တောင်တန်တဲ့ kitchen အယုတ်ကလေးအမွေးပွားရုပ်ကလေးဆိုလေ1000လောက်ပဲရှိတယ်1000လေးပဲနော်1000လေးပဲအဲ့ဒါလေးပဲရှိရအမရဲ့ပြောမယ်နော်ခြေအိတ်ကျမပြောပြမယ်ခြေအိတ်ရဲ့တက်ရှူးရဲ့စက်ပြမှုတ်ရဲ့သွားလိုက်စီရဲ့၄ခုပေါင်းမှာ9900ပဲရှိတယ်တွေးကြည့်လိုက်ပါဒီအားနဲ့ဆိုင်တော့ပစ္စည်းကအများကြီးရတယ်အဲ့ဒါကို9900ပဲရှိရဆိုတွေးကြည့်ပါလား crochet မှတ်တယ်ရက်ွက်ထဲမှာဝယ်ကြည့်ပါလားထောင်ကျော်တွေပဲရှိမှာဟုတ်တယ်ဟုတ်ဒါပေမဲ့မေခဆိုင်မှာကတော့လုံးဝ900လောက်ပဲရှိဝယ်ထားနော်အဲ့ဒါလေးတော့ကောင်းကြောင်လည်းပြောချင်တာပါနော်ပြီးလို့ရှိရင်သူ့ရှင်မှာလေလုံးဝလေ accessory ပစ္စည်းရစုံတော့လေသလားအရန်ကိုကောင်းတာပစ္စည်းရ quality အရန်ကောင်းတော့လေအရန်ကောင်းတယ်ပေါ့နော်အားကြောင့်ဝင်ကြပါလို့ပြောချင်ပါတယ် quality ကောင်းတယ်လို့အရင်တွေကquality ကောင်းတော့လေဈေးတော့ကလည်းတချို့လူက quality ကောင်းတချို့လူကဈေးနဲ့ပြ quality မကောင်းကြဘူးဒါပေမဲ့ဒီဆိုင်ကဈေးလက်ချို့တယ်လို့ quality ကလည်းလုံးဝအပြည့်အသိကောင်းနေအဲ့ဒါကြောင့်မိခစတိုးကိုပဲဝယ်ကြပါလို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်မိခမှာကအရန်တန်လို့နော်မပြောနေနဲ့မိခဆိုင်မှာမိခဆိုင်ကြိုက်နေတဲ့လူဆိုကျမတို့ပါတယ်မိခကိုလုံးဝသွားချင်တယ်ဒါပေမဲ့တခုပြောမယ်နော်မိခမှာတက်လီကရှိတယ်အဖိုးဖွားတွေပေါ့နော်ဒူးနာရဲ့လူတွေတကယ်လို့သွားချင်တာကလေကလည်းတက်ဆရာမလို့ဘူး
က်လေကနဲ့ AC တက်ရုံပဲမီးပြတ်ရင်ကြောက်နေမီးဆက်လည်းတစ်ခါတန်ဖွင့်ထားမယ်မကြောက်ပါနဲ့အားလုံးပဲဓာတ်လေကမှအဆုံးပြောမယ်နော်ကျမလေးအဲ့ကလေးဖက်နဲ့စုံကျမရမ်းကြိုက်ကျမဆိုင်လုံးဝမရှိပင်မယ်နော်ကျမရမ်းပျော်ကွာဝယ်ခဲ့ရတဲ့ခိုက်တန်လေးတွေတော့ကဲအဲ့ထဲမှာဆိုအရမ်းအေးရနော်လုံးဝလေးအေးရကိုပေါ့နော်အေးရကိုတက်ထားရကွာတော့အေးရကိုတက်ထားရမသိရင်တော့အဲ့တောင်အချစ်ကျမလေးပြီးလို့ရှိရင်လေသတင်းကျိုးဆိုရင်လည်း promotion လေးချထားပေးပါတယ်အခုသတင်းကျိုးလားဆိုတော့အမြတ်ပြေးဝင်လိုက်တော့နော်ပြီးလို့ရှိရင်လည်းသတင်းကျိုးလားမှာဆိုရင်အရန်ကိုတန်တဲ့ဇင်းလုံးလေးတွေလည်းရှိနေပေါ့နော်အဲ့ဒါကြောင့်လေခဆက်တိုးကိုသွားဝယ်ကြပါအခုသတင်းကျိုးဆိုအမြည်သွားဝယ်လိုက်တော့နော်ဘာဖြစ်လို့လဲဆိုတော့သတင်းကျိုးဆိုတော့ပေါ့နော် promotion တွေကအများကြီးချထားမှာဖြစ်လို့လေအားလုံးပဲလောက်နေပဲဆုံးသက်ချင်ပါတယ်နော်ဘိုင်ဘိုင်